ထိုင်းကျောင်းကတရေကျောင်းနားထောင်ခြင်းလားပြောပြမယ် Siri က Ransit University မှာကျောင်းပြီးတာပေါ့နော်ဒီမှာပဲ Siri ကတွေ့ခဲ့တာပါဒါပြောလို့ရရင်တော့ဘာဖြစ်လို့လဲဆိုတော့တက်ကိုတို့ဒိုင်းမှာအားဓာတွေရှိတယ်ဒီကတက်ကိုတို့တက်လိုက်တာနဲ့ Hello တရေအဲ့လိုမျိုးတွေ့ရမှာမဟုတ်ဘူးเนาะဆိုဒီတိုင်းပဲအပြော်နဲ့နားထောင် Siri စာတင် Siri စာတင်တဲ့တိုက်ကတော့အဲ့ဒီအကြောင်းအရာတော်တော်နာမည်ကြီးတာပါဒါပေမဲ့ကိုတိုင်တွေ့ခဲ့မယ်လို့လည်းမထင်ခဲ့ဘူးပေါ့နော်တရက်က Siri တို့တငယ်ချင်း2ယောက်နဲ့ကျောင်းဆင်းပြီးတော့တိုက်တန်းမှာပဲဆွေးနွေးနေကြတယ်ကိုတွေဘယ်သွားကြရင်ကောင်းမလဲဘလို့သွားရင်ကောင်းမလဲပေါ့အဲ့တော့ကလည်း6နိုင်ကျော်နေမိုးနဲ့နဲ့ခြုံနေပြီကိုတွေ3ယောက်စကားပြောနေတဲ့အချိန်မှာပဲတယောက်ကအနောက်ကနေပြီးတော့လာစကားပြောပါတယ်သမီးတို့တွေမပြန်သေးဘူးလားအဲ့တရေမဟုတ်ပါဘူးအဲ့ဟိုတန်ရှင်းရင်ပါသူကလည်းသမီးတို့မြင်ပြန်ပေါ့နော် okay ပေါ့ဟုတ်ကဲ့ပြန်တော့မယ် blah 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 Siri တို့တိုက်က lift နှစ်ခုရှိပါတယ်ကိုရီးယားအောက်ဆင်းရတော့မယ်ဆိုတော့ lift ကိုနှိပ်လိုက်တာပေါ့အောက်ဆင်းဖို့အတွက် lift ရောက်လာပြီးဝင်သွားပြီးတော့ Siri ရဲ့အရှိကကနန်းလုံးနှိပ်တဲ့နေရာမှာပါတယောက်ကအလဲမှာအနောက်မှာနောက်တယောက်ကတော့ဘက်ဘက်ချမ်းမှာပါတကားကပိတ်သွားပြီအရင်ပြောအောင်မယ် Siri တို့ပြန်တဲ့အချိန်ကကလေးတွေတိတ်မရှိတော့ဘူးเนาะဖြစ်ချင်တော့ lift ကမှာရက်ပါတယ်တကားကလည်းပွင့်သွားတယ်Siri တို့မြင်လိုက်တဲ့အရာကအကုန်လုံးကမှောင်မဲနေရောပဲဘသူမှရှိလောက်တော့မှမဟုတ်ဘူးသိကြတယ်ခဏနေချာ Siri ကဘာတွေ့လဲဆိုတော့အမျိုးသမီးခြေထောက်ကိုတွေ့ပါတယ်သူကစကတ်နှက်ပြရအတူလေးဝတ်ထားပြီး stocking ကအမဲရောင်ဝတ်ထားပါတယ် Siri ကအရက်မရှိဘူးဆိုကိုကလည်းအဲ့လိုမျိုးမမော့ကြည့်ဘူးလေကိုကလည်းကိုရဲ့ eyes level လောက်ကိုပဲကိုကကြည့်လိုက်တာပေါ့အောက်ပိုင်းလေးကိုပဲကြည့်လိုက်တယ်ခဏနေချာတော့အဲ့ဒီခြေထောက်ကဟိုဘက်ကိုရောက်သွားတယ်နောက် lift တစ်ဖက်ကိုရောက်သွားတယ်ကိုကလည်းစိတ်ထဲမှာအော်သူမဝင်ဘူးလားပေါ့အဲ့နဲ့ကိုကလည်းမပိတ်သေးကိုကဖွင့်တဲ့ခလုံးမှာပဲနှိပ်ထားတာအလဲမှာရှိတဲ့ကောင်မလေးက Siri ကိုဘာပြောလဲဆိုတော့အမဘာဖြစ်လို့တကားမပိတ်သေးရလဲကြောက်စရာကြီးပိတ်တော့လေအဲ့လိုပြောတယ်ကိုကလေသူ့ကိုလှည့်ကြည့်လိုက်တယ်မမြင်ဘူးလားပေါ့ तू ကအလဲမှာရှိနေရဲ့လို့လေ तू အောင်မပုံမြင်အောင်မှာကိုကကန်ကောင်းလို့ရှာရှည်ပြီးဟောဒီလိုမျိုးသွားမကြည့်လိုက်လို့ကွယ်နောက်ဆုံးတော့ Siri ကခလုတ်လေးကိုပိတ်လိုက်ပါတယ်အောက်ထပ်ရောက်လာတော့ကောင်မလေးကိုမေးတယ်နင်တို့တွေမတွေ့ဘူးလားဟာမ Siri ကလည်းဘာပြောနေလဲလာနောက်တာမဟုတ်ပါဘူးတကယ်တွေ့ခဲ့တာပါအောက်ရောက်တော့လဲ Siri ကနောက် lift တစ်ဖက်ရဲ့ကနန်းလုံးတွေကိုကြည့်တယ်အဲ့ဒီမှာပဲ stuck ဖြစ်နေတယ်အပေါ်အတက်ဆင်းမရှိဘူး so ဘလို့ထင်လဲ Siri ပဲမျက်စိကြောင်သွားတာလားနမောရှင်တကယ်ရှိတာလားတကယ်တွေ့မိတာလားဘလို့ထင်လဲ comment မှာရေးထားပေးပါဒီလိုမျိုးနားထောင်ခြင်းသေးလားနောက်ထပ်အများကြီးရှိသေးတယ်ပြောပြအောင်မယ်